Hello ကျွန်တော်နာမည်ကတော့ Leo ပဲဖြစ်ပါတယ်ကျွန်တော်ကတော့အခုမှ mobile legend video တွေစတင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားပေးကြပါဦးကျွန်တော်ကအခုမှ video တွေစလုပ်တယ်ဖြစ်တဲ့အတွက်ကြောင့်အမှားပါရင်တော့ကျွန်တော်နူးညွန့်တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ video ကိုအဆုံးထိကြည့်ပေးတဲ့လူတွေကိုကျွန်တော် video နောက်ဆုံးမှာပြောပြချင်တဲ့စကားတစ်ခုရှိပါတယ်ဒီနေ့ကျွန်တော် classic မှာပဲဆော့ပြမယ်ဘာလို့လဲဆိုတော့ RAM မှာဆိုရင်ကျွန်တော်ဆေးတွေရမ်းများလို့ဗျာအခုကျွန်တော် cloud လေးနဲ့ကန်ပြီးတော့ set ကြမ်းများမယ်ဆိုတော့ bro like ကြည့်လိုက်တော့wow skin ရတော့ကျွတ်စီမယ်ဗျာကျွန်တော်တို့က classic မှာပဲဆော့ကြမယ်ကျွန်တော်ဘလူးကောင်းလေးနဲ့တွေ့မလဲဆိုတော့ brother တို့ကျွန်တော်တို့ကူဆက်ကြည့်ကြအောင်ကျွန်တော်တို့ကူဂိမ်းဝင်မှာဆိုရင်ဟိုဘက်က friend ကို cloud လေးပါတယ် big လေးပါဒီထဲမှာကျွန်တော်ဘယ်ကောင် cloud ကိုပဲကျွန်တော်ရွေးတက်မယ်လို့စဉ်းစားတာဗျာဒါပေမဲ့အကောင်ကျွန်တော်ပဲတက်နိုင်မလားအကောင်ပဲတက်နိုင်မလားကျွန်တော်လည်း I don't know ခုကျွန်တော်ပေါ်လဲမှာ creation ပေါ်လိမ့်မှာ creation မှာဗျာကျွန်တော်အမ creation နဲ့တော့ကျွန်တော် cloud ကလာတက်နိုင်ဗျာကျွန်တော်လည်းဘယ်ရမလဲပြန်ကြတာပါမဝင်းချက်လို့ပွင့်ရမှာအကောင်ကျွန်တော်လိုက်တက်တာအကောင်ကိုကျွန်တော်ပြန်တက်မှာညီမတေးသားကွာနောက်ပြီးတော့ကျွန်တော်ပေါ်လမ်းမှာပဲ friend ကိုတက်နေနေကျွန်တော်ကိုအကောင်တော့ပြန်တက်သွားတယ်ဗျာကျွန်တော်ဗီဒီယိုတွေကိုကြည့်နေလို့ခါပဲပြောလိုက်တော့မှာဗျာကျွန်တော် Diamond Gateway လာမပြည့်တဲ့ဒီဗီဒီယိုရဲ့ comment မှာကျွန်တော်ကို ID လေးရဲ့ server ID လေးရဲ့ရေးပဲကြည့်ဗျာနော် Diamond ပြေးမယ်နေကြရင် brother တို့ Gateway လည်နေမယ်နော်ကိုပြန်တက်နေတယ်ရှုံးသွားပါတယ်ခင်ဗျာကျေးဇူးကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကျေးဇူးတင်ပါတယ်ခင်ဗျာ